ဒါမနေ့ကတော့ဒီဖောက်ပြန်တဲ့ယောက်ျားတွေအကြောင်းကိုတီးတက်လောက်လေးသိမလားမြင်နေတွေ့နေရတာလောက်လေးကိုမျှဝေပေးတာဖြစ်တယ်ဒီနေ့ကတော့ဒီအိမ်အောင်တဲ့ယောက်ျားတွေကနေချင်းကပ်ချင်းခံရတဲ့တကယ်ကိုအိမ်အောင်တဲ့မှမသိပဲနဲ့ချင်းကပ်ခံရပြီးတော့ဖြစ်သွားတဲ့ main ကလေးတွေအတွက်ကိုဒါပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီအိမ်အောင်တဲ့ယောက်ျားတွေကကိုယ့်ကိုချစ်တယ်ဆိုတာကအချစ်စစ်ဖြစ်နိုင်လားပေါ့ဒါကတော့တူတူနဲ့လူရင်းပြောရမယ်ဆိုလို့ရှိရင်တော့အိမ်တော်တဲ့ယောက်ျားတွေကအချစ်ဆိုတာကအမြဲမဟုတ်ဘူးဆိုတာကိုပြောချင်တာအဲ့ဒါကတေးကြတယ်အိမ်တော်တဲ့ယောက်ျားတယောက်ကကိုယ့်ကိုလာပြီးချင်းကက်တယ်ကိုယ့်ကိုချစ်တယ်ကြိုက်တယ်ဆိုအဲ့ဒါအချစ်စစ်ဆိုတာကြီးအမြဲမဟုတ်ဘူးဆိုတာကိုတွေးထားပါတွေးလဲတွေးထားပါလက်ခံလဲလက်ခံထားပါပေါ့နော်တိတ်သွားပြီဆိုတဲ့အချိန်မှာဒီအရာကိုခေါင်းထဲမှာထည့်ထားပါဒါဆိုရင်အိမ်တော်တဲ့ယောက်ျားတယောက်ကနေကိုယ့်ကိုချစ်ပါတယ်လို့လာပြောတာအချစ်စစ်လဲတခါတလေဖြစ်နိုင်တယ်လို့မဖြစ်နိုင်တာတွေလည်းများပါတယ်ဒါကတော့သူ့ရဲ့စကားအပြောနဲ့တယ်မဟုတ်ပဲသူ့ရဲ့လောက်ရက်တွေကိုကြည့်ရမှာပါဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးခွဲကြည့်လိုက်အောင်အချစ်စစ်မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေပေါ့စကားနဲ့ပဲချစ်တယ်လို့ပြောပြီးတော့ကိုယ့်ကိုနေရတယ်မပေးဘူးသူ့ရဲ့ဘဝထဲမှာလှုပ်ထားရမယ်အချိန်ကန့်သတ်ထားရတယ်မိသားစုကြောင့်ထုတ်ပြလို့အဆင်မပြေဘူးဘာအကြောင်းကြောင့်ညာအကြောင်းကြောင့်နေဆိုပြီးတာဝန်မယူဘူးပေါ့နော်ဒါတွေကအများအားဖြင့်ခံစားချက်စိတ်အာရုံခံစားမှုသာဖြစ်ပြီးတော့အချစ်စစ်မဟုတ်ဘူးအချစ်စစ်မဟုတ်တာတွေကများပါတယ်နော်မဟုတ်တာလို့ပဲပြောချင်တယ်ဒါဆိုရင်အချစ်စစ်လို့ခေါ်လို့ရတဲ့အခြေအနေတွေအဲ့အခြေအနေတွေကတော်တော်ကိုရှားတယ်ကိုပေါ်တာဝန်ယူမယ်သူ့ရဲ့အပြုအမူတွေနဲ့ကိုပြသနိုင်တယ်နင်းကိုထိခိုက်စေမယ့်အရာတွေမင်းကိုထိခိုက်လာနိုင်မယ့်အရာတွေအဲ့ဒါတွေသူကုန်ရှင်းထားလိုက်မယ်သူ့ဘဝရဲ့အရှုပ်ရှင်းတွေကိုအကုန်ရှင်းထားမှာကွာဒါတော့မှနာကျင်နေတဲ့နာကျင်ရစီတယ်ဆိုလို့ရှိရင်တော့အချစ်စစ်မဟုတ်ဘူးဒါအရေးကြီးဆုံးမင်းကွန်းတစ်ခုကိုလာမယ်ဒီအချစ်ကြောင့်ပဲငါပို့ပြီးတန်ဖိုးရှိစီတာလားပို့ပြီးနာကျင်စီရလားပို့ပြီးတန်ဖိုးမဲ့သွားစီတာလားဆိုတာသိထားဖို့လိုတယ်တကယ်ချစ်စစ်ဆိုတာကစောင့်ခိုင်းတာမျိုးလည်းမဟုတ်ဘူးလိုအပ်ထားခိုင်းတာမျိုးလည်းမဟုတ်ဘူးကိုတန်ဖိုးရော့ော်နေအောင်နေခိုင်းတာမျိုးလည်းမဟုတ်ဘူးအဲ့ဒါကြောင့်အချစ်စစ်နဲ့ချစ်တူနဲ့ခွဲခြားနိုင်ပါစေဒါကတော့အိမ်အောင်တဲ့ယောက်ျားမှမသိပဲနဲ့ပတ်သက်မိတဲ့ main ကလေးအတွက်တိတိနဲ့ပတ်သက်တဲ့ main ကလေးကတော့တရားမင်းဆင်းပြီးတော့ဖះဆင်းဟောတော့ကြွမှာမဟုတ်ဘူးပေါ့နော်သူတို့တွေကတော့